ထိုင်းမှာကထိုင်းဆန်တော်တော်များများကဟိုပျော်စီစီနဲ့စီးကြရပါတော့မြန်မာပါဇက်ရတာနဲ့ဆိုရင်စားလို့ကောင်းတာဆိုရင်ဒီဘစ်စီကထုတ်တယ်ဒီဆန်လေးက5kg တိတ်ကို190လောက်တော့ရှိတယ်ပေါ့နော်မြန်မာရတာနဲ့လည်းအဆင်ပြေတယ်အရင်လည်းမပြေတော့ဘူးလုံးဝအရင်လည်းမမာဘူးပေါ့နော်တော်တော်များများမြန်မာရတာနဲ့ကြိုက်မဲ့ဆိုရင်ဆန်အိတ်တော်များပါတဲ့ဒီ Thai homely rice ဆိုတာဟာတွေကပူစားကောင်းတယ်ပေါ့နော်ဒါပေမဲ့ကိုရီအနေနဲ့ချွေတာခြင်းနဲ့ဆိုရင်တော့ဒီလိုမျိုး homely ပါတဲ့ဆန်ရယ်190ပေါ့နော်ဒါရယ်ပြီးတော့နောက်ဒီလိုပေါ့ homely တော့မပါဘူးဒီဆန်ပေါ့နော်ဒါပေမဲ့ဒီဆန်ကသူ့အတူကြီးပဲစားမယ်ဆိုရင်လုံးဝကြောက်ခဲစားတယ်ပဲမာကလောက်နေတာပေါ့နော်ဘာလို့သူ့ရဲ့ဈေးကလည်း100ကျော်ကျော်လေးပဲရှိတာဟုတ်အဲ့တော့ဒီတိုင်းစားမယ်ဆိုတော့လုံးဝအဆင်မပြေဘူးဒီလူမျိုးဆန်ကြစားမယ်ဒီ homely ပါတဲ့ဆန်စားမယ်ဆိုလဲဈေးကနည်းနည်းများတယ်ပေါ့နော်ပြောမယ်ဆိုရင်အမြဲတမ်းဓာကြီးပဲစားမယ်ဆိုကျွန်တော်တို့လိုမျိုးဆိုရင်တလောက်2အိတ်လောက်ကုန်တယ်5kg 2အိတ်နီးပါးလောက်ကုန်တယ်ဆိုရင်တော့မကြိုက်ဘူးပေါ့နော်ချွေတာခြင်းနဲ့ဆိုရင်ဒီလိုမျိုးဆန်လေးဒီလိုမျိုးပေါ့နော်ဈေးနည်းနည်းတင်းတဲ့ဆန်ရယ်ဒီလိုမျိုးဈေးနည်းနည်းချွေတာတဲ့ဆန်ရယ်နှစ်ခုပေါင်းကိုဒီလိုနှစ်ခုပေါင်းကိုရောစားမယ်ဆိုရင်မြန်မာ taste နဲ့လည်းအဆင်ပြေတယ်စားရတာလည်းအဆင်ပြေတယ်စိုးလည်းမစိုးပေါ့နော်ဒီလိုမျိုးနှစ်မျိုးပေါင်းဆိုရင်300နီးပါးလောက်ပဲကြာတော့မယ်ပုံမှန်ကိုကောင်းတာကြီးပဲစားမယ်ဆိုတော့တစ်လားကို400လောက်ကြာပါတော့ဒီလိုမျိုးပြောစားမယ်ဆိုရင်100ချွေတာလို့ရပါတော့ဒါနည်းနည်းချွေတာလို့ရအောင်လို့ပြောပြတာပါတကယ်တော့ကျွန်တော်ဒါကြီးကိုမှားဝယ်လာပါတော့ပထမတော့ဒါပဲစားနေကြဒါကြီးကိုဝယ်ပြီးတော့စားကြည့်မယ်ဆိုပြီးစားလဲတော့ဒါအမှန်နဲ့အစင်မပြန်နောက်ဒီတအိတ်ကိုဝယ်ပြီးတော့ရောစားတော့ဇာတူပေါ့နော်ကျွန်တော်တနေ့ကိုဘယ်လိုပြောမလဲပေါင်းဘူးလေးနဲ့ပေါင်းကပါတဲ့ခွက်ကလေးနဲ့နှစ်ခွက်ပေါ့နော်ဇာတူရောပြီးတော့စားပါတယ်ဒါမျိုးဆိုရင်နည်းနည်းပတ်စံချွေတာရောက်တယ်ပေါ့နော်ချွေတာလို့ရလို့ပြောပြတာပါဒါလေးကတော့နှစ်မျိုးပေါ့နော်တပူဇာတူရောထားတယ်ချက်ထားတဲ့ reset လေးပါအနံလေးကလည်းမှုေးပြီးတော့ဘယ်လိုပြောရမလဲဆန်လေးကလှတယ်စားလို့လည်းကောင်းပါတယ်